မှာဆုံးကလက်မပေါ့နော်လက်မဟာတဲ့တောင်တင်းမာကြောနေမယ်ဆိုလို့ရှိရင်တဲ့နော်အဲ့လက္ခဏာရှင်ကကြတော့သူကဆုံးဖြတ်ချက်ပြတ်သားတဲ့လူဖြစ်တယ်တဲ့နော်သူကဆိုလို့ရှိရင်စိတ်သက်ခိုင်မာသူလည်းဖြစ်တယ်သူမှန်တဲ့ထင်တာကိုရဲရဲဝံ့ဝံ့လှုပ်ရဲကန်ရဲပြောရဲဆိုရဲတဲ့တတ္တိရှိတဲ့လူဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကကြတော့လက်ညှိုးလေးကအတွင်းဘက်ကိုရိုင်းနေတာလက်ညှိုးရဲ့ပထမအစစ်ကအတွင်းဘက်ကိုရိုင်းနေမယ်ဆိုလို့ရှိရင်တော့တဲ့နော်အဲ့လက္ခဏာရှင်ကဆိုလို့ရှိရင်နေရာတကာမှာငါတိငါတက်ဆရာကြီးလောက်တတ်တဲ့အကျင့်ရှိသူဖြစ်ပါတယ်တဲ့နော်ပြောတာကိုမှန်တယ်ဆိုပြီးတော့ကြတော့ဇွန်ညင်းတတ်တဲ့အကျင့်ကလေးရှိရလူလည်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကကြလက်ကလေးပေါ့နော်လက်ကလေးကကြအရန်ဖြောင်းမနေဘူးပေါ့နော်လက်ကလေးကလည်းအနှဲငယ်လေးကောက်ကွေးနေရပေါ့နော်ဒါကြတော့စီဝါရေးမှာဆိုလို့ရှိရင်အတက်အကျများတတ်တာကိုပြတယ်နောက်ပြီးတဲ့ခါကျတော့သူကစီဝါရေးမှာဆိုလို့ရှိရင်မိသားစုအရေးကိုတာဝန်ယူဥဆောင်ဖြည့်ရှင်းရတဲ့သူဖြစ်တတ်တယ်ပေါ့နော်လက်တကြွယ်လေးကလည်းအတွင်းဘက်ကိုအနှဲငယ်ကောက်နေရပေါ့နော်ဒါလေးကလည်းတိတ်ပြီးတော့ဒါမကောင်းဘူးဖြောင်းနေရင်ပိုကောင်းနေပေါ့နော်အဲဒါလည်းစီဝါရေးကိုထိခိုက်စေတာပဲလက်တန်းလေးရဲ့အခြေအနေကကြောက်သူကစကားပြောတဲ့အခါမှာအထစ်အငေါ်လေးတွေနဲ့သူကပြောတတ်တဲ့လူဖြစ်တယ်တဲ့နော်စကားပြောတဲ့အခါမှာအထစ်အငေါ်လေးတွေနဲ့ကတိကတ်တက်လေးတွေပြောတတ်တယ်အထာကလေးတွေနဲ့ပြောတတ်တဲ့လူဖြစ်တယ်တဲ့နော်နောက်တစ်ခုကကြတော့ဒီမှာညံထပ်ပိုးလွှာလန်းနော်ညံလန်းကြောင်းဟာထပ်ပိုးလွှာလန်းလေးပါနေတာဒီလိုပါမယ်ဆိုလို့ရှိရင်ကြတော့ဒါကောင်းတယ်ပေါ့နော်အဲ့လက္ခဏာရှင်ကကြတော့ညံရည်ညံသွေးထူးချွန်ထက်မြက်တဲ့လူဖြစ်တယ်တဲ့နော်အတွေ့အခေါ်ချင်းကျက်တဲ့လူဖြစ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကြတော့မိဘဆွေမျိုးတွေစီကနေပေါ့အခုအညီတွေရတတ်တယ်အများတကာထက်လေ့လာသင်ယူမှုအားကောင်းတဲ့သူဖြစ်တယ်ပေါ့နော်စီဝါရေးမှာဆိုလို့ရှိရင်တော့အတက်အကျတွေများနေတတ်တယ်အိမ်တောင်ရေးနောက်တစ်ခုကအိမ်တောင်ရေးပေါ့နော်အိမ်တောင်ရေးလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိနေတယ်နောက်ပြီးတော့နှလုံးလန်းရဲ့အဆုံးသက်ပုံကကြတော့လက်ကလေးအောင်စနေကြိုကုံမှာရက်နေတယ်ပေါ့နော်နောက်ပြီးတောက်ကြကြိုကုံကလည်းအနေအထားလေးကမဆိုးဘူးပေါ့နော်အိမ်တောင်ရေးတင့်တယ်ပေါ့နော်အိမ်တောင်ရေးမှာဆိုလို့ရှိရင်တော့တင့်နဲ့အိမ်တောင်ရေးကိုရရှိမယ်ဒါပေမဲ့လို့တဲ့သူကအိမ်တောင်ရေးနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြမှုတော့အားနေပါတယ်တဲ့နော်